God's anointing နော်ဘုရားသခင်ရဲ့ဗိသိက်ခြင်းကိုတိုးရခံစားမှဖြစ်တယ်ဆိုတော့ဒီအရာလေးကိုပဲကျွန်တော်တို့ဒီမှာပြန်ပြီးတော့ဝေမျှခြင်းနဲ့ sharing လုပ်ခြင်းနဲ့ဆိုတော့တခြင်းတွေတပုတ်လည်းအရင်ဆုံးသင်ပေးခြင်းဒီတခြင်းနဲ့ဒီပေါ်တော့ကျွန်တော်တို့ဒီမှာရှိတဲ့မိတ်ဆွေတွေရောက်စီတဲ့အသက်တာမှာလုပ်ငန်းการငန်းတွေမှာကျမ်းမာရေးမှာတော့၎င်းနော်တရားသင်ကြားခြင်းမှာတော့worship ရဆန္ဒမှာဖြစ်ပါတယ်။အားလုံးအားရပါရလက်ခုပ်ပြီးတော့ကျွန်တော်တို့ဒီပါတော့ဆက်ပြီးတော့ဆန္ဒချင်းကဘယ်ဖိတ်ခေါ်ချင်ပါတယ်လို့ပြောတဲ့ပေါ့နော်။စက်တိုက်တော့မယ်လုံးတော့ပြင်ဆင်ပြီးသားပါ။အားရပါရကိုယ်ွယ်ခြင်းနဲ့ဆက်လက်တော့ဘုရားရှင်ဝိညာဉ်တော်နှုတ်ဆောင်လို့ဆိုတို့ကျွန်တော်ကိုယ်ွယ်ခြင်းနဲ့ဆက်လက်တော့တယ်ကျွန်တော်ပြောပြချင်ပါတယ်အားလုံးရှင်ခုံဆိုတယ်ကျွန်တော်တို့ဆောင်ထားရအောင်ပေါ့နော်ကျေးဇူးတင်ပါတယ်ဒီနေ့ဒီချိန်တိုင်းကိုပြင်ဆင်ပေးတဲ့ခိုင်းလာမှာတော့ချီးမွမ်းပါတယ်ဆိုတော့ဒီနေ့နှစ်သက်မှာပေါ့နော်အားလုံးကျမ်းမာစွာနဲ့ကျွန်တော်တို့ပြန်ပြီးတော့ပြေဆုံးပေးရတယ်တော့ညောင်များစွာသောအခြေအနေတွေဖြတ်နိုင်ခဲ့ရတော့များလဲဖခင်ရဲ့ကောင်းတဲ့ခြင်းကအမြဲတမ်းနေ့ရက်တိုင်းမှာဂရုဏာတော်ကအသက်ခံစားရတာဖြစ်တယ်အာမင်ဖခင်ရဲ့ဂရုဏာတော်မကုံဆုံးသောကြောင့်ငါတို့တွေဆုံးရှုံးခြင်းလို့မရဘူးလို့ပြောပါတယ်ကျမ်းစာထဲမှာဒီနေ့ဂရုဏာတော်ဟာနေ့ရက်တိုင်းအသက်ကိုခံစားရတာဖြစ်တယ်အာမင်ကျွန်တော်အမြဲတမ်းပြောလဲဆိုဖခင်ကဂရုဏာအသက်ကိုပေးတဲ့အခါမှာမနေ့ကအကြံကိုပေးတာမဟုတ်ပါဘူးနော်မနေ့ကအကြံကိုပေးတဲ့ဖခင်မဟုတ်ဘူးလက်ကြံကိုပေးတဲ့ဖခင်မဟုတ်ဘူးအသက်တော်ဂရုဏာအသက်တော်မြတ်တာအသက်တော်ကျေးဇူးတော်ကိုနေ့တိုင်းမှာအသက်ပေးတဲ့ဖခင်ဖြစ်တယ်အာမင်ကျွန်တော်တို့သမင်းရင်းနေစားတဲ့အခါမှာမနေ့ကသမင်းကြံနေစားရတာအရသာရှိလားမရှိတော့စားရတာပေါ့နော်ဒါပေမဲ့ရွေးချယ်လို့ရတယ်ဆိုလို့ရှိရင်ဘယ်သူမှအဲ့အကြံကိုမစားချင်ဘူးလက်ဆက်ချက်ထားတဲ့သမင်းရင်းတွေပဲစားချင်ကြတယ်ဟုတ်တယ်နော်ဒီလိုပဲဒါပေမဲ့ဖခင်ကလည်းအဲ့ဒီလိုပဲအိုးမနေ့ကငါပေးထားတဲ့ဂရုဏာအိုးငါပေးထားတာနည်းနည်းတော့အစိတ်တောင်တော့ကြံသေးတယ်ငါအဲ့ဒါကိုတို့ကိုဒီနေ့ထပ်ပေးလိုက်အောင်လို့ပြောတဲ့ဖခင်မဟုတ်ဘူးအာမင်ဖခင်ရဲ့ဂရုဏာမြစ်ကြတော့ဟာဒီနေ့အတွက်လုံလောက်တာဖြစ်တယ်အာမင်မလုံလောက်လည်းထပ်ပေးအောင်ပါပဲတင်မလောက်လိုအပ်တယ်လိုအပ်တဲ့လောက်ကိုလောက်ပေးတဲ့ဖခင်ဖြစ်တယ်အာမင်အဲ့ဒါကိုလေအရန်ကိုကက်စီနေပြီးတော့မနေ့ပြန်အတွက်ဂရုဏာမလုံလောက်မှာဆိုပြီးတော့ချက်နာကိုလည်းမဟုတ်ဘူးအာမင်မနေ့ပြန်အတွက်လိုအပ်တဲ့ဂရုဏာတွေ
နေ့ပြန်ပဲဖခင်ကပေးဦးမှာဖြစ်တယ်အာမင်ဒါကြောင့်လို့နေ့ရက်တိုင်းမှာသူ့ရဲ့ဂရုဏာတော့ကျွယ်ဝတာဖြစ်တယ်ဒါကြောင့်လို့ကျွန်တော်တို့ဒီဆုံးရှုံးခြင်းတို့မရောက်ရဘူးလို့เนาะဒီယေရမိမိတန်းစကားထဲမှာပြောထားတယ်ဒါကြောင့်လို့ဒီနေ့အသက်ပေးတဲ့ဘုရားခင်ဖြစ်တယ်ဂရုဏာတော်ကိုနေ့ရက်တိုင်းမှာအသက်ကိုလုံးလောက်ပေးတဲ့ဘုရားခင်ဖြစ်တယ်ခုနကကျွန်တော်တို့ချီးမွမ်းသွားတယ်ရှံထွက်ကောင်းကြီးတွေဘုရားကိုပြန်ပြီးချီးမွမ်းရတာဖြစ်တယ်အာမင်ဒါကြောင့်လို့ဒီနေ့ကျွန်မနေနဲ့နှုတ်ကပတ်တော်ကိုပြန်လဲဝင်ကားခွင့်ရလို့သူ့ရဲ့ကျေးဇူးတင်ပါတယ်ဖိတ်ခေါ်ပေးတဲ့ဆမကိုသူ့ရဲ့ကျေးဇူးတင်တယ်တာဝန်ရှိတဲ့သူတွေနော်ဆမဝန်ခံရောပါစတကယ်ကိုကျေးဇူးတင်ပါတယ်လို့ဆိုတော့ကျွန်မလည်းဒီနေ့နော်နှုတ်ကပတ်တော်သွားပြီးတော့ဘုရားကြီးရဲ့နှိုးဆော်တဲ့အတိုင်းပဲဆက်တော်ဖို့ဖြစ်တယ်အာမင်ဆိုတော့အားလုံးအစင်းနဲ့တင်ထားပါဘုရားခင်ကတော့သူပြုလုပ်ခြင်းအမှုတွေကိုသူပြုလုပ်သွားမှာဖြစ်တယ်ကျွန်မကတော့အစားပလာပဲဖြစ်တယ်အာမင်အဲ့တော့ကျေးဇူးတိုင်းကိုအသုံးပြုနိုင်တဲ့ဘုရားခင်ဖြစ်တယ်ဒီနေ့ကျွန်မဘာအကြောင်းအရာကိုပြောပြချင်လဲဆိုလို့ရှိရင်ကျွန်မခေါင်းစဉ်တစ်ခုတော့တတ်ထားတယ်ခေါင်းစဉ်ကဒီရောက်မှရတဲ့ခေါင်းစဉ်ဖြစ်တယ်ပြင်ဆင်ထားတာပေါ့နော်ဘာခေါင်းစဉ်လဲဆိုလို့ရှိရင်ဆုံးရှုံးခြင်းမှာကံတက်မဲ့ဘဝတို့ဆုံးရှုံးခြင်းမှာကံတက်မဲ့ဘဝတို့ဆိုတော့ဒီဆုံးရှုံးခြင်းကနေပြီးတော့ဆုံးရှုံးခြင်းဆိုတာကချိုးတဲ့ဘဝမရှိတဲ့ဘဝချူချတဲ့ဘဝဖြစ်ဒီနေ့အဲ့ဒီဘဝကနေဖျားပြန်ကျမတို့ကိုဘယ်ဘဝကိုပြောင်းလဲစေခြင်းလဲဆိုလို့ရှိရင်အကန့်အသတ်မဲ့တဲ့ဘဝကိုပို့ပေးခြင်းနဲ့တရားဝင်ဖြစ်တယ်ဆိုတော့ဒီ minus ကနေပြီးတော့ plus ကိုရောက်ဖို့ရန်အတွက်ကျမတို့တွေကဘယ်လိုသွားမလဲဒီနေ့ကျမက view ဟာတွေပြောဖို့လာတော့မဟုတ်ပါဘူး minus ကနေ plus ဘဝကိုရောက်ဖို့ရန်အတွက်ကျမတို့တွေစူးစမ်းကြရတယ်basic နော်5 step 10 step အဲ့ဒါတွေကျွန်မပြောဖို့လာတာမဟုတ်ဘူး minus ကနေ plus ဘဝကိုရောက်ဖို့ရန်အတွက်ဒါလေးပဲဖြစ်တယ်အာမင်ဒါပဲအဲ့ဒါလေးပဲဒါလေးပဲချိုးရတယ်မရဘူးအဲ့ဒီခါလေးကိုကျွန်မပြောဖို့လာတာဖြစ်တယ်နော်ဝိညာဉ်တော်ဖွင့်ပြပါစေဒါကြောင့်လို့နှလုံးသားတွေကိုကျင့်စဉ်ကြရအောင်အာမင်နှလုံးသားတွေကိုကျင့်စဉ်ကြရအောင်ကျင့်စဉ်ရင်လက်ခံတော့ကိုရမှာဖြစ်တယ်အာမင်သိနေနဲ့သိဘယ်တော့ကျင့်စဉ်ထားလဲဘယ်လိုမျိုးခွင့်တဲ့တင်ကြီးကိုလာတယ်လဲနော်တော့ဝက်ရှိပြီးသားနဲ့လာရင်တော့တော့ဝက်ပဲထပ်ရှိလို့ရတယ်ဒီနေ့အသက်တော်ရရင်ကျွန်တော်ပြန်ပြီးတော့ခံလို့ရအောင်အဲ့ဒီဒါလေးကိုကျွန်တော်တို့ကဒီလေးဘောပေါက်ဝင်တာပါအရေးကြီးတယ်ဒါလေးကတော့ကျွန်တော်တို့ဆုံးရှုံးတဲ့ဘဝကအတတ်တဲ့ဘဝကိုပို့ပြီးမှဖြစ်တယ်အာမင်ဆိုတော့ကျမ်းစာတစ်ပိုက်ဖတ်ကြည့်ရအောင်ဟောရှေနာဂတိကျမ်းခန်းကြီး၄ငယ်6ဟောရှေနာဂတိကျမ်းခန်းကြီး၄ငယ်6ဖြစ်ပါတယ်ငယ်6ကအစပိုင်းလေးကိုကျွန်မဖတ်ချင်ပါတယ်အစင်ကြီးကျွန်မတို့ကနေလိုက်ဆိုပေးပါနော်ဟောရှေနာဂတိကျမ်းအခန်းကြီး၄အငယ်6အစပိုင်းဖြစ်ပါတယ်ငါလူတို့သည်ပညာနည်းသောကြောင့်ဆုံးရှုံးကြ၏နောက်တစ်ခေါက်ပြန်ဖတ်ရအောင်ငါလူတို့သည်ပညာနည်းသောကြောင့်ဆုံးရှုံးကြ၏ဆိုတော့ဒီမှာဆုံးရှုံးတဲ့အတ္တတာကိုတွေ့ရတယ် minus အတ္တတာပေါ့နော်ချိုးတဲ့အတ္တတာဆုံးရှုံးတဲ့အတ္တတာဘာတွေကိုဆုံးရှုံးတယ်လဲဆိုလို့ရှိရင်အောက်မှာဆက်ဖတ်မယ်ဆိုလို့ရှိရင်တော့အငယ်9ကနေ17အထိကိုကျမတို့ဖတ်မယ်ဆိုလို့ရှိရင်ဘာတွေဆုံးရှုံးလဲဆိုလို့ရှိရင်တော့ဖခင်ရဲ့မေးတော်ခြင်းကိုခံရတယ်။နောက်ပြီးတော့ဖခင်ရဲ့ပယ်ခြင်းကိုခံရတယ်။တဲ့ကိုကပယ်မယ်တဲ့။နောက်ပြီးတဲ့ကိုကမေးတော့တယ်။တဲ့ကိုကအဆက်ကွဲစေတယ်တဲ့။နောက်ပြီးတော့တဲ့စားမယ်မဝါရဘူးတဲ့။နော်မဝါရဆို physical မဝါရဘူးပြောတာမဟုတ်ပါဘူးနော်။တချို့တွေအဲ့ဒါကိုတော်တော်သဘောကျတယ်စားပြီးမဝါဘူးဆိုအဲ့ဒါကိုပြောတာမဟုတ်ပါဘူး။ဘလောက်ပဲစားစားမတင်းတိမ်နိုင်တဲ့ဘဝဘလောက်ပဲဖြည့်မဝနိုင်တဲ့ဘဝနောက်ပြီးတော့ဒီနေ့တားသမီးကိုလည်းမဖွားမြင်ရတဲ့ဘဝဒီဘဝတွေကိုဘုရားခင်ကဒီထဲမှာဆုံးရှုံးကြ၏လို့ပတ်မှတ်တာဖြစ်တယ်ဒီနေ့ဆုံးရှုံးတဲ့အတ္တတာကဲကောင်းပြီဘယ်သူကိုညှောနာလဲဒီမှာခုနကကျွန်တော်ဖတ်တဲ့အကျမ်းပိုင်းမှာဘယ်သူကိုညှောနာလဲငါဤ
လူတို့ဒီငါလူတို့ဟာပညာနေတော့ကြောင့်ဆုံးရှုံးကြတယ်ဆုံးရှုံးတဲ့ဘဝရောက်နေတာကမယုံကြည်သူတွေမဟုတ်ဘူးဒီမှာဘယ်လိုရေးထားလဲငါလူဖယားခင်ပိုင်ဆိုင်တဲ့လူတွေဖြစ်တယ်ဖယားခင်ပိုင်ဆိုင်တဲ့လူဖြစ်ရဲ့နဲ့ဆုံးရှုံးတဲ့ဘဝကိုရောက်နိုင်တယ်ဆိုတော့ဒီမှာတွေ့ရတယ်မယုံကြည်သူတွေဆုံးရှုံးတာတော့ထားလိုက်တော့နော်ဒါပေမဲ့ဒီနေ့ငါလူတို့ဖယားရဲ့လူဖယားပိုင်တဲ့လူဖြစ်ရဲ့နဲ့ဘာကြောင့်ဆုံးရှုံးကြလဲဘာကြောင့်ချိုးတဲ့ကြလဲဘာကြောင့်နော်အပယ်ခံနေရကြလဲဘာကြောင့်မေ့လျော့ခံနေရကြလဲဘာကြောင့်အဆက်ကွဲတဲ့ဘဝကိုရောက်နေကြတာလဲဘာကြောင့်စားပေမဲ့မတင်းတဲ့ဘဝကိုရောက်နေကြတာလဲမပြည့်စုံတဲ့ဘဝကိုရောက်နေကြတာလဲမယုံကြည်သူတွေကိုပြောတာမဟုတ်ဘူးယုံကြည်သူကိုပြောနေတာဖြစ်တယ်။တောင်းပြီအကြောင်းရင်းကပါလေ။ဘာကြောင့်ဆုံးရှုံးကြတယ်လို့ပြောတယ်လဲ။ပညာနေတော့ကြောင့်ပညာနေတယ်။ဒါဆိုလို့ရှိရင်ဒီပညာကဘာပညာလဲ။လောကအတ္တပညာလား။တပတ်ကနေကြည့်မယ်ဆိုလို့ရှိရင်မှန်ပါတယ်။လောကအတ္တပညာနေတဲ့လူကလည်းဘဝမှာဆုံးရှုံးကြတယ်နော်ပညာမရှိတဲ့အခါမှာနော်ပညာမတတ်တဲ့အခါမှာရုန်းကန်ရကြတယ်သူများလိုမျိုး professional ပေါ့နော်ဘွဲတွေမရတဲ့အခါမှာအလုပ်ကနေမရတဲ့အခါမှာနော်အဆင်မပြေဘူးဆုံးရှုံးတဲ့ဘဝကိုရောက်ကြတယ်တစ်ဖက်ကနေမှန်ပါတယ်ဒါပေမဲ့ဒီနေ့ဒီပညာဆိုတာဘာကိုပြောတာလဲပညာနေတယ်ဆိုတာဘာကိုပြောတာလဲကျမ်းစာကိုမသိလို့လားဘုရားခင်ဒီမှာဘာကိုဆိုလိုတာလဲပညာနည်းတော့ကြောင့်ဆိုတဲ့အရာကိုဒီနေ့ပြန်ပြီးတော့လေ့လာကြရအောင်ဘာဖြစ်လို့လဲပညာနည်းလို့ဆုံးရှုံးရတယ်ဆိုလို့ရှိရင်အဲ့ဒီပညာကိုမရချင်ဘူးလားမရချင်ဘူးလားရတဲ့အခါမှပဲဆုံးရှုံးတဲ့ဘဝမှာကျွန်တော်လွတ်မြောက်ဖြစ်တယ်ဒါဆိုဒီပညာကပါလေဒီပညာကပါလေကျွန်မလည်းဒီကျမ်းစာကိုတစ်ခါဖတ်တော့knowledge my people perish for lack of knowledge ဒီ knowledge ကဘာများဖြစ်တယ်လဲလို့ကျွန်မလေ့လာတဲ့အခါမှာကျွန်မအင်္ဂလိပ်ကျမ်းစာကိုကျွန်မတစ်ချက်ကြည့်တဲ့အခါမှာ NIV မှာတော့ lack of knowledge လို့ပြောတယ်ဒါပေမဲ့ဒီ NLT ဒီ version တစ်ခုမှာဘာရေးထားလဲဆိုလို့ရှိရင် my people perish because they don't know me ငါ့ကိုမသိတော့ကြောင်းဆုံးရှုံးရတယ်ဒါကြောင့်မို့ဒီပညာဆိုတာကဘာကိုပြောနေတာလဲဆိုလို့ရှိရင်ဖယားသခင်ကိုသိကျွမ်းသောပညာဖယားသခင်ကိုဖယားရဲ့လူတော်ဟုတ်တယ်ဖယားကိုသိတာကအုံနောက်နဲ့သိတဲ့အသိမျိုးနဲ့သိတဲ့အစင်လောက်နဲ့အဲ့ဒါကိုဆိုလိုတာဖြစ်တယ်အဲ့ဒါကိုပညာနေတယ်ဒီနေ့ဘုရားခင်ကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်သူ့ကိုတိကျွမ်းတော့အသက်တာမရှိတော့ကြောင်းဆုံးရှုံးရတယ်။ကျွန်မဟိုလောတော့ဒီမှာဝင်ငါတော့လည်းပြောခဲ့တယ်နော်။ဒါနဲ့ဒီကနေဒီကိုရောက်ဖို့တော်တော်လေးကိုချိန်ပေးရကြတယ်။ဒါနဲ့ဒီကနေဒီကိုရောက်ဖို့ကဒါလေးပဲတစ်ချက်ပဲ။အာမင်။ဖယားသခင်တည်ကျွမ်းခြင်းဖယားသခင်ရဲ့ဖွင့်ပြခြင်းဖြစ်တယ်ဖယားသခင်ရဲ့ဓာတ်လေးကိုဆိုလိုတာဖြစ်တယ် so because they don't know me အဲ့ဒီ know ဆိုတဲ့စကားလုံးကလေ know ဆိုလို့ရှိရင်ပါလေတည်ခြင်းဟုတ်တယ်နော်ဒါဆိုခု I know ဆိုငါသိတယ်ဒါပေမဲ့သိတယ်ဆိုတာကလေအဲ့ဒီစကားလုံးကိုပြန်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်ကျမတို့ကသိတယ်ဆိုတာကလူကြောက်လည်းသိတယ်ပေါ့နော်ဥပမာကျမဟောက်ခက်ကိုသိတယ်အဲ့ဒီအဆင့်လောက်ပဲပြောနေတာမဟုတ်ဘူးသူ့ကိုသိတယ်ဆိုတဲ့အဆင့်လောက်ပြောနေတာမဟုတ်ဘူး NIV ကျမ်းစာနော်အင်္ဂလိပ်လို sorry King James version မှာဘယ်လိုရေးထားလဲဆိုလို့ရှိရင်ကမ္ဘာဦးကျ
ညကိုဖတ်တဲ့အခါမှာ Adam knew Eve အဲ့ဒါကြောင့် and then Cain was born ပြောချင်တာအာဒံကတဲ့အေဝါကိုသိချမ်းပြီးတော့ကာယနာမွေးလာပြန်ပြောမယ်နော်အားလုံးကဒီဝေးကြည့်ကြမှာဆိုအာဒံကအေဝါကိုသိတော့ကြောင့်ကာယနာမွေးလာ Adam knew Eve ဆိုတော့ဒီသိချမ်းခြင်းကဘာကိုပြောချင်တာလဲကာယနာမွေးလာတယ်ဆိုတော့ဘာပြောချင်တာလဲအတူတူကပေါင်းတဲ့နေထိုင်တလုံးလုံးရတယ်ဖြစ်ချင်းကိုပြောချင်တာဖြစ်တယ်အာမင်ဒီနေ့ဖခင်ကငါ့လူတို့ဟာတဲ့ငါနဲ့တလုံးလုံးရတယ်မပေါင်းဖော်လို့တသားတကိုယ်နဲ့မဖြစ်တဲ့အတွက်ကြောင့်ဆုံးရှုံးရကြတယ်အဲ့ဒါကိုပြောချင်တာဖြစ်တယ်ရင်းနှီးကျွမ်းဝင်ခြင်းသူနဲ့အတူပါရှိခြင်းသူနဲ့အတူနေခြင်းတသားတကိုယ်နဲ့ဖြစ်ခြင်းအဲ့ဒါကိုပညာလို့ခေါ်တယ်ထာဝရဘုရားကိုသိကျွမ်းခြင်းအဲ့ဒါကဒါနဲ့မရတော့တသားတကိုယ်လည်းဖြစ်တယ်ဆိုတာဒါနဲ့မရတော့ဟုတ်တယ်နော်ဒီနေ့ဇနီးမောင်နဲ့ဒါနဲ့လည်းပေါင်းလို့မရတော့ဒီနေ့ဘုရားခင်ကပြောချင်တာကလေငါလူသူ့ပိုင်တဲ့လူတွေဖြစ်တယ်ဒါပေမဲ့သူ့ကိုမသိကြကြသူ့မရှင်းနေကြသူ့ကိုမသိတဲ့အတွက်ကြောင့်မလို့ဆုံးရှုံးတဲ့အတ္တတွေကိုကြောက်ကြဖြစ်တယ်လို့ပြောနေတာဖြစ်တယ်ဒါကြောင့်လို့အုံနောက်နဲ့မဟုတ်ဘဲနှလုံးသားနဲ့သိချင်ဖို့ဖြစ်တယ်အာမင်ဒါကိုနှလုံးသားနဲ့ရင်းနှီးကျွမ်းဝင်သောအတ္တကိုပညာရှိသောအတ္တပညာနည်းတဲ့အတ္တဆိုလို့ရှိရင်ဆုံးရှုံးခြင်းကိုရောက်မှာဖြစ်တယ်နောက်ကျမ်းပိုက်တစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင်ဒီဟောရှိနာကဒီကျမ်းထဲမှာပဲအခန်းကြီး2အငယ်16ဒီနေ့အဲ့ဒီဆုံးရှုံးတဲ့အတ္တကိုမရောက်ရှင်ဘူးပညာရှိတဲ့အတ္တကိုရောက်ရှင်တာဖြစ်တယ်အငယ်16ပါကဲကျွန်မနောက်ကနေလိုက်ဆိုပေးပါထာဝရဘုရားမိန့်တော်မူသည်ကထိုကာလ၌သင်သည်ငါ့ကိုသခင်ဟူ၍မခေါ်ရခင်ဘိုးဟူ၍ခေါ်ရမည်နောက်တစ်ခါထာဝရဘုရားမိန့်တော်မူသည်ကထိုကာလ၌သင်သည်ငါ့ကိုသခင်ဟုမခေါ်ရခင်ဘိုးဟူ၍ခေါ်ရမည်ဖျားခင်မင်းနဲ့စကားဖြစ်တယ်ငါ့ကိုသခင်အစင်နဲ့မထားနဲ့ပေါ့ငါ့ကိုနေ့ကအလုပ်ရှင်အစင်နဲ့မထားနဲ့ပေါ့ငါထိုင်တဲ့ညကိုနေရထိုင်လို့ဖို့ပဲဆိုတဲ့အစင်နဲ့နေနေတော့ဘာဖြစ်လို့လဲအလုပ်ရှင်နဲ့အလုပ်သမားဆိုတဲ့ဆက်ဆံကန့်သတ်ရှိတယ်ဟုတ်တယ်နော်ရုံးချိန်မှာပဲသူတို့ကဒီ relationship ကိုရှိတာဖြစ်တယ်ရုံးချိန်ပြီးရင် boss ကဘယ်လိုပဲဆက်ဆက်ဖုန်းမကင်နဲ့အဖြစ်ပြောလို့မရဘူးဘာဖြစ်လို့လဲရုံးချိန်မဟုတ်တော့လေစနေနေ့ကနေဆိုအဲ့ဒီနံပါတ်ကို block လုပ်ထားဟုတ်တယ်မလားတချို့ရေဆိုရုံးကဝင်လာပြီဆိုstress တွေများတာဘာခိုင်းတော့မလဲနော်ဘာလုပ်ရမလဲရင်ကထိတ်နဲ့တခါလေးအဲ့ရုံးကဖုန်းနံပါတ်ဝင်လာတဲ့အခါမှာဒီမှာဘေးဆိုပြီးတော့အလုပ်တွေလုပ်ရအောင်မယ်ဟိုဟာတွေလုပ်ရအောင်မယ်ဆိုတော့စနေနေ့နေ့မှာဆိုအဲ့ဒီရုံးဖုန်းကိုတခါလေးလုံးဝဖိတ်ထားဘာဖြစ်လို့လဲအကန့်အသတ်ရှိတယ်အကန့်အသတ်ရှိတယ် boss ပိုင်တဲ့ဟာက boss ပဲပိုင်ဖြစ်တယ်ကိုယ်မပိုင်ဘူးဟုတ်တယ်နော်ဆိုတော့ဖခင်ကဒီနေ့ကျမတို့ကိုသခင်နဲ့ကြုံအဆင့်နဲ့မချင်တတ်တော့သူ့ဘက်ကမချင်တတ်တာဒီမဲ့သူ့ဘက်ကမချင်တတ်တာသူ့ဘက်ကဖိတ်ခေါ်တာဖြစ်တယ်ငါ့ကိုသခင်ဆိုပြီးတော့သခင်ဆင့်မှာမထားနဲ့တော့အဲ့ဒီအဆင့်နဲ့မှမချင်တတ်ဘူး
ရားပြောတာနော်ဘုရားဘက်ကဖိတ်ခေါ်တာဖြစ်တယ်တောင်းနေတဲ့ညီကြီးကိုဖန်ဆင်းတဲ့အနန္တတကိုရှင်တန်ရှင်မြင့်တဲ့ဘုရားသခင်ငါ့ကိုနဲ့သခင်အစင်းနဲ့မထားနဲ့လို့ငါမချင်နဲ့ငါဒီချက်လိုချင်တယ်လို့ပြောနေတာဖြစ်တယ်အာမင်သူကဘယ်အစင်းကိုသွားချင်လဲငါ့ကိုခင်ဘောလို့ခေါ်ခင်ဘောလို့ခေါ်ယုံကြည်သူသူ့ရဲ့အတူတွေအားလုံးကိုဖျားသခင်သူ့ရဲ့အတူသမီးတွေမှာထားခြင်းဖြစ်တယ်အာမင်သူကခင်ဘောနေရာမှာနေခြင်းတာဖြစ်တယ်ခင်ဘောဆိုတာက boss အဆင့်ထက်ပေါ်တယ်ခင်ဘောဆိုလို့ရှိရင်ခင်ဘောပိုင်ဆိုင်တဲ့အရာတွေကိုပိုင်တာဖြစ်တယ်အာမင်အာမင်တူနဲ့တူကြားမှာအစီးသားဆိုတာမရှိတော့တူနဲ့တူကြားမှာအကန့်ဆိုတာမရှိတော့ရုံးချိန်မှာပဲတွေ့ခွင့်ရှိမှာမဟုတ်တော့24နာရီတစ်ပတ်ကို9ရက်ဘယ်အချိန်လို့ဆိုမှာတွေ့ခွင့်ရှိတယ်အာမင်အဲ့ဒီအစင်ကိုဖိတ်ခေါ်တာကဘုရားသခင်ပဲဖြစ်တယ်ဘုရားကလည်းကျွန်တော်တို့ရင်းချစ်တယ်ဒီလားကျွန်တော်တို့အရန်ပေါင်းဖော်ချင်တာဖြစ်တယ်။ဒါကျွန်တော်တို့ဘက်ကဈေးကိုင်နေတာ။ဈေးကိုင်နေတာ။ဖယားလည်းကျွန်တော်တို့ကိုသိကြွခြင်း။အာမင်။ကျွန်တော်တို့ရဲ့သိကြွခြင်းကိုလည်းသူခံခြင်းတယ်။အဲ့ဒီအဆင့်ကိုရောက်ဖို့ရန်အတွက်ဖယားကဖိတ်ခေါ်တာဖြစ်တယ်။ဒီနေ့ဇနီးတဲ့ခင်မွန်းနဲ့အဝေးကနေချစ်နေလို့မရဘူးခင်မွန်းတဲ့ကဟိုဘက်မှာရှိလို့ဇနီးတဲ့ကချစ်တယ်ဆိုပြီးတော့အပြင်ကနေအော်နေလို့လေအဆင်မပြေဘူးဘာဖြစ်လို့လဲခင်မွန်းရှိရဲ့နေတော့သွားရမှာဖြစ်တယ်အဲ့ဒီလိုမျိုးဖိတ်ခေါ်ခြင်းကိုဒီနေ့ဖခင်ကသူ့လူအရောက်ချင်းစီတိုင်းကိုဖိတ်ခေါ်နေတာဖြစ်တယ်အဲ့ဒီရင်းနှီးကျွမ်းဝင်ခြင်းရှိတဲ့အတ္တတာရှိတဲ့အခါကျမှပဲno knowledge ဒါဒိတ်ဆိုတာရောက်လာတာဖြစ်တယ် Amen ဘုရားခင်နဲ့ relationship ရှိမှပဲ revelation ရောက်မှာဖြစ်တယ်ယရှင်ဒီကျောင်းဝင်ခြင်းရှိမှပဲဒါဒိတ်ဆိုတာကျွန်တော်ရမှာဖြစ်တယ်သူနဲ့ရှင်ဒီကျောင်းဝင်မှာသူဘယ်သူလဲဆိုတော့ကျွန်တော်သိမှာဖြစ်တယ်သူကဘာတွေကိုတက်ဆွမ်းနိုင်တယ်သူဘာတွေကိုပိုင်ဆိုင်တယ်သူဘယ်သူလဲဆိုတာကိုကျွန်တော်သိနိုင်မှာဖြစ်တယ်အဲ့ဒီသူဘယ်သူလဲဆိုတဲ့ဖြစ်တဲ့အရာကဘာလို့ကျွန်တော်တို့နဲ့တရားတကိုယ်နဲ့ဖြစ်လာတဲ့အခါမှာသူ့ရဲ့ဖြစ်ခြင်းကကျွန်တော်တို့ရဲ့ဖြစ်ခြင်းဖြစ်လာတယ်အဲ့ဒီအစစ်ကိုဘာလို့များဖိတ်ခေါ်နေတာဖြစ်တယ်အဝေးကနေပဲကျွန်တော်တို့ဘုရားကိုချစ်ဖို့မဟုတ်တော့အုံနောက်နဲ့အတွေ့အကြုံပေါ်မှာမူတည်ပြီးတော့ချစ်ဖို့ဘုရားအဲ့ဒီအစစ်နဲ့မချင်တတ်တော့အာမင်ဒါကြောင့်လို့သိကျွမ်းခြင်းသူများပြောတဲ့အစစ်မဟုတ်တော့ second hand ပညာမဟုတ်တော့တစ်စက်စကားမဟုတ်တော့ကိုယ်ရရတဲ့ຢာတွေဖြစ်လာအာမင်အဲ့ဒီအစစ်တွေကိုဘုရားကရောက်ချင်းစံကိုပို့ချင်တာဖြစ်တယ်ဖိတ်ခေါ်နေတာဖြစ်တယ်အခုကျွန်တော်တို့ကလေပညာနည်းလို့ဆုံးရှုံးကြတယ်ဘာလို့ဆိုသူများပြောတဲ့စကားကိုပဲထိုင်နားထောင်နေတဲ့ဘုရားသူများဝါပြီးသားအစားအစာကိုစားရတဲ့ဘုရားစားကြတယ်သူများဝါပြီးသားအားလုံးအဲ့ဒါတော့ခါတယ်ကိုယ်တိုင်အရာလာခံပြီးတော့ကိုယ်တိုင်စားချင်ဟုတ်တယ်နော်အဲ့တော့ဘာဖြစ်လို့ကျွန်တော်တို့က second hand အတွေ့အကြုံတွေ second hand ဂျာရီတွေအစစ်စကားတွေနဲ့ဘာလို့ကျွန်တော်သွားနေရမှာလဲစားပြီးလည်းမဝရတဲ့တက်တာလောကမှာအကြောက်ဆုံးနေရကြောက်စရာအကောင်းဆုံးနေရတာလေကိုယ်တိုင်ဖျားရဲ့အတန်ကိုမကြားပဲနဲ့သူများတစ်စင်ကြားရအောင်အသက်ရှင်တဲ့ဘဝမှာကြောက်ဆုံးကြောက်စရာအကောင်းဆုံးဖြစ်တယ်ဘာဖြစ်လို့လဲအခက်အခဲကြုံတဲ့အခါမှာအဲ့ဒီလိုပဲဖြစ်တယ်နော်သူပြောလို့လေအဲ့ဒါကသူများဘက်မှာမိခိုတဲ့အတတ်တာ
ဒီနေ့ဖခင်အဲ့ဒီဆုံးရှုံးခြင်းဘဝမှာအသက်မရှင်စေခြင်းတော့ဘူးအာမင်ကိုယ်တိုင်ဓာတ်တော်ကိုရတော်သူဖြစ်စေခြင်းအဲ့ဒီဓာတ်တော်ကိုရဖို့ရတဲ့ဘာလုပ်ရမလဲလက်ထပ်ရမယ်လက်ထပ်ရခင်မွန်းတဲ့နဲ့ပေါင်းဖော်မှာသူ့ရဲ့နှလုံးသားကိုတီးထွန်းလာမှာဖြစ်တယ်သူ့အတန်နဲ့ရင်းနှီးလာမှာဖြစ်တယ်သူ့ဇယိုက်ကိုတီးလာမှာဖြစ်တယ်ချာရိုနော်သမရကြီးဦးသိန်းစင်တီးကြမတီးရလို့ရှိလားမရှိဘူးအကုန်အားလုံးတီးကြတယ်အဲ့ဆိုသူကဘာရံကြိုက်လဲအစိမ်းရဒါတော့အခြေအနေရပါတော့အခြေအနေကအစိမ်းရောင်ကြိုက်တယ်လို့ပြောပေမဲ့သူတကယ်ကြိုက်တာကအနီရောင်လည်းဖြစ်နိုင်တယ်အဝါရောင်လည်းဖြစ်နိုင်တယ်ပန်းရောင်လည်းဖြစ်နိုင်တယ်ပြောလို့မရဘူးဒါတော့သူဘာဟင်းကိုကြိုက်ဆုံးဖြစ်ဘာဟင်းကိုကြိုက်ဆုံးဖြစ်လဲဝတ်သားအဲ့ဒါဆိုလို့ရှိရင်သမဏယုံတည်တယ်ဆိုဦးသိန်းစိန်ကိုတည်တယ်ဆိုအဲ့ဆိုသူကြိုက်တဲ့အစားအစာဘာလို့မသိတာလဲဘယ်သူသိမလဲအဲ့ဒါဆိုသူ့မိမသိတော့အမှန်လေသူ့မိမသူ့ယောက်ျားဘာရောင်ကြိုက်လဲဘာအစားအစာကြိုက်လဲနော်လူတွေအားလုံးကဦးသိန်းစိန်ကိုသိပေမဲ့အရင်ကြီးကြောင်းဆုံးပုံကိုသူ့မပြောရတာမှသူ့နဲ့ရိတ်ကဲနဲ့ရိတ်ကဲကိုနားလေတဲ့တော့သူ့မိမရှိတယ်။ဒီခင်ဗျားတွေကကျမတို့ကိုဦးသိန်းစိန်ကိုသိတဲ့အစ်စ်နဲ့သူ့ကိုမသိစေချင်ဘူး။ဦးသိန်းစိန်မိမကဦးသိန်းစိန်ကိုသိတဲ့အစ်စ်နဲ့ပြကျမတို့ကိုသူနဲ့သိစေချင်တာဖြစ်တယ်။အရင်ကမှစကားတစ်ခုမှပြောစရာမလိုတစ်ချက်ကြည့်လိုက်တာလည်းသဘောပေါက်တယ်။တစ်ချက်ထည့်လိုက်တာလည်းဘာကိုပြောချင်လဲ။အဲ့ဒီအစ်စ်ကိုဖျားတယ်ကျမတို့ကိုဖိတ်ခေါ်နေတာဖြစ်တယ်။အာမင်။ကျွန်တော်အဲ့ဒီအစ်စ်ကိုဘာလို့ဖြစ်တယ်။ဒါက revelation လို့ relationship တော့ပေါ်ချင်းမှနေပြီးတော့ဓာတ်တော်ကိုရတဲ့ခါကျတော့အဲ့ဒီဓာတ်တော်ကကျမတို့ရဲ့အသက်တာကို transformation တောင်းလဲစေမှာဖြစ်တယ်။ဆိုတော့ပေတရုကနော်မဿဲခန်းကြီး14ထဲမှာကျွန်တော်ဘာတွေ့ရလဲဆိုလို့ရှိရင်မုန်တိုင်းထန်နေတဲ့အချိန်မှာယေရှုကရေပေါ်မှာလမ်းလျှောက်တယ်တပည့်တော်တွေကဟာတကယ်ဆိုပြောတာကသူတို့ကြောက်နေကြဘယ်တော့မှမသိဘူးလေဆိုတော့သူတို့ရဲ့တခင်အဲ့မဲ့ယေရှုကနင်တို့ကြောက်ကြနဲ့ငါပဲလို့ပြောလိုက်တဲ့အခါမှာပေတရုကပြောတယ်ကိုရောမှန်တယ်ကျွန်တော်ကိုလည်းလမ်းလျှောက်ဖို့ရတဲ့ကျွန်တော်ကိုအမိန့်ပေးပါဆိုယေရှုကလာခဲ့ဒီလာခဲ့ဆိုတဲ့စကားပေတရုကသူများကိုပြောတာဆိုပြီးတော့နေမယ်ဆိုလို့ရှိရင်တော့သူရေပေါ်မှာလမ်းလျှောက်မှာမဟုတ်ဘူးဒါပေမဲ့လာခဲ့ဆိုတဲ့စကားကငါ့ကိုပြောတာဖြစ်တယ်ငါ့ကိုပြောတာဖြစ်တယ်ဆိုတဲ့ revelation ပေါ်မှာသူကရှောက်နှမ်းလိုက်တဲ့အခါမှာရေပေါ်မှာလမ်းလျှောက်တဲ့သူဖြစ်ပါတယ်ကမ္ဘာပေါ်မှာကမ္ဘာသမိုင်းမှာရေပေါ်မှာလမ်းလျှောက်တာနှစ်ယောက်ပဲရှိတယ်ယေရှုနဲ့ပေတရုပဲဘာဖြစ်လို့လဲလာခဲ့ဆိုတဲ့သူ့ကိုပေးလိုက်တဲ့ revelation ပေါ်မှာသူကရှောက်နှမ်းလို့ဖြစ်တယ်အဲ့ဒီအချိန်မှာတပည့်တော်တွေရတယ်ဒါပေတရုကိုပေးတာပဲငါ့ကိုမပေးဘူးဒါပေမဲ့ကိုတော့ကျွန်တော်လည်းလာတယ်ဆိုအဲ့ဒီဂျားလေးကိုတောင်းရင်ယေရှုကလည်းအေးမင်းလည်းလာခဲ့လို့ပြောမှာပဲအာမင်ပညာလေးလို့ဆုံးရှုံးရကြတာဖြစ်တယ်ဂျားလေးတော့မရရှိလို့ဆုံးရှုံးတာဖြစ်တယ်ဆိုတော့ဒီပေတရုကအဲ့ဒီဂျားလေးတော့လာခဲ့ဆိုတဲ့သူ့ရဲ့အသက်တာမှာကြီးမားတဲ့နမိတ်လက္ခဏာကိုဖြစ်လာတဲ့အခါမှာအဲ့ဒါကမဿဲအခန်းကြီး14မှာဖြစ်တယ်အခန်းကြီး16မှာကျွန်တော်တို့ဆက်ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုလို့ရှိရင်ယေရှုကမေးပြီကဲလူတွေကငါ့ကိုဘယ်လိုပြောကြလဲသူများတွေဘယ်လိုပြောကြလဲ
အဲ့မှာတပည့်တော်တွေကဟိုးပြောတတ်လိုက်တာသူများတွေဘာပြောလဲဆိုတော့အရင်ပြောတတ်တယ်တော့ prophet နဲ့ချင်းစရာယောဟန်နဲ့အေလီယာတွေ prophet ဖြစ်တယ်ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုအမလေးသူများတွေပြောတဲ့စကားတော့ပြောဖို့အရင်တုတ်တလားမမေးနဲ့အရင်ပြောတယ်ကျမတို့တွေလည်းနော်ဟိုဘယ်သူပြောဟိုဘယ်လိုပြောလဲဆိုတော့အရင်ပြောတတ်တယ်ဟိုဆရာကဒီလိုပြောတာဒီဆရာကဒီလိုပြောတာနော်အခုခေတ်မှာဆိုလဲနော် internet နဲ့ YouTube နဲ့တို့ကြည့်ရဆိုတော့ဟိုဆရာကဘယ်လိုပြောတာဒီဆရာကဘယ်လိုပြောတာဟိုစာအုပ်ကဘယ်လိုပြောတာဒီစာအုပ်ကဘယ်လိုပြောတာကျွန်တော်အရင်ပြောတတ်တယ်အဲ့ဒါယေရှုကအဲ့ဒါကိုစိတ်ဝင်စားဘူးအဲ့ဒီတက်ကွာနောက်တစ်ဆက်သူမေးလိုက်တယ်ဘယ်လိုမေးလဲဆိုအငယ်ဆက်နာမှာတင်တို့လည်းငါ့ကိုအပယ်ဖြစ်ပြီးဆိုကြတယ်အဲ့ဒီချိန်မှာဘယ်သူမှမရှိဘူးကျမတို့ကသူများပြောတဲ့စကားကိုသူများရောင်လိုက်ရောင်တတ်ကြတယ်ဒါပေမဲ့အမှန်တကယ်ကိုယ်စစ်ထုတ်ပြီးတော့ကိုယ်နဲ့ဖျားနဲ့ပြေဆုံးတဲ့ခါကျတော့မသိတော့မပြောပြတတ်တော့မဖြေတတ်တော့ယေရှုကကောင်းပြီသူများတွေပြောတာခဏထားတော့အစစ်စကားတွေသူများတစ်ဆက်ပြောတဲ့စကားတွေ second hand revelation တွေခဏထားမင်းတို့တင်ရောငါ့ကိုဘယ်သူပြောလဲအဲ့တော့ဘယ်သူတရားကိုပဲအဖြစ်ကိုပြောနိုင်တယ်ရှီမုန်ပေတရုကကိုရောဒီခရစ်တော်ဒီဟုသောအသက်ရှင်တော်မူသောဖခင်ပါတော်ဖြစ်တယ်လို့သူရှောက်ကျန်တဲ့တပည့်တော်ကဘာပြောလို့ပြောမှာမဟုတ်ဘူးဒါပေမဲ့လာခဲ့ဆိုတဲ့ revelation ပေါ်မှာရှောက်နိုင်ခဲ့တဲ့ပေတရုကယေရှုဘယ်သူလဲဆိုတော့အဲ့ဒီအချိန်မှာသူလုံးဝသဘောပေါက်သွားတာဖြစ်တယ်အဲ့ဒီအချိန်မှာဒီကျမ်းစာမှာဘယ်လိုရေးထားလဲဆိုလို့ရှိရင်ယေရှုကလည်းရှီမုန်ဘာယောနာတင်းလီမင်္ဂလာရှိအကြောင်းကအသွေးသားသည်ဤအကြောင်းအရာကိုတင့်အားဖော်ပြပြီးမဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမဲတော်ကိုဖော်ပြတော်မူသည်ငါဆိုဒီကတင်းလီပေတရုဖြစ်၏ဤကြောင့်ပေါ်မှာငါအသိကိုငါတိဆောက်သည်ထိုအသိကိုမရဏနိုင်ငံ၏တကားတို့မနိုင်ရကောင်းကင်နိုင်ငံတော်၏တော်တို့ကိုလည်းတင့်အားငါပေးမည်တင်းလီမြေကြီးပေါ်မှာခြိနှောင်သမျှသည်ကောင်းကင်ဘုံ၌ခြိနှောင်ရရှိနေသည်နေကြီးပေါ်မှာဖြေလို့သမျှကောင်းကင်ဘုံ၌ဖြေလို့ရရှိလိမ့်မည်လို့မိန့်တော်ဒီကျမ်းပိုက်ကိုကျွန်မ the message ကျမ်းစာမှာရေးထားတာအရင်သဘောကျတယ်ဘယ်လိုရေးထားလဲဆိုလို့ရှိရင် Simon Peter said you are the Christ the Messiah the Son of the living Godရှီမုန်ပေတရုကပြောတယ်သင်ဒီခရစ်တော်ဖြစ်တယ်မေရှိယဖြစ်တယ်အသက်ရှင်တော်မူသောဘုရားရဲ့သားတော်ဖြစ်တယ်လို့ပြောတဲ့အခါမှာအငယ်7 မှာ Jesus came back God bless you Simon son of Jonah you didn't get that answer out of books or from teachers my Father in heaven God himself let you in on the secret of who I really am ဘာပြောလဲဆိုရှီမုန်ပေတရုတဲ့မင်းအဲ့ဒီအဖြေကစာအုပ်ကနေရတဲ့အဖြေမဟုတ်ဘူး။သူများသင်ပေးလို့ရတဲ့အဖြေမဟုတ်ဘူးယေရှုကပြန်ပြောတယ်။ကောင်းကင်ဘုံမှာရှိတဲ့ငါအဖဖရာကိုယ်တိုင်ကအဲ့ဒီလှည့်ဝက်ချက်ကိုမင်းကိုဖော်ပြတယ်။ဘာဆက်ပြောလဲဆို and now who I really am ငါဘယ်သူလဲငါရဲ့အစစ်အမှန်မင်းကိုအဲ့ဒီလှည့်ဝက်ချက်ကိုမင်းကိုဖော်ပြတယ်လို့ပြောတယ်။ And now I'm going to tell you who you are, really are. You are Peter, a rock. This is the rock on which I will put together my church. A church so expansive with energy that not even the gates of hell will be able to keep it up. ငါဘယ်သူအစစ်မှန်လဲဆိုတဲ့ဒီဝတ်ချက်ကိုငါအဖကမင်းကိုပေါ်ပြတယ်။အခုချိန်မှာတဲ့မင်းရဲ့အစစ်မှန်ကိုငါပြောပြတယ်။မင်းရဲ့အစစ်အမှန်ကိုငါပြောပြတယ်။သင်ဒီပေတရုဖြစ်တယ်။ကြောက်ဖြစ်တယ်။ဒီကြောက်ပေါ်မှာငါရဲ့အသေးကိုငါတည်ဆောက်တယ်။အဲ့ဒီအသေးဟာအင်မတန်မှချေ
တကားတွေကတောင်မှမနိုင်တဲ့အသင်းဖြစ်ရမယ်အဲ့ဒါကမင်းရဲ့ဖြစ်တည်ခြင်းပဲလို့ယေရှုကပြောတာဖြစ်တယ်အဲ့ဒါကမင်းရဲ့အမှန်ကန်အစစ်အမှန်တည်တည်ချက်ဖြစ်တယ်တော်တော်ငယ်စကောမှာ That's not all you will have complete and free access to God's kingdom keys to open any and every door no more barriers between heaven and earth and heaven a yes on earth is yes in heaven a no on earth is no in heaven ဒီမှာဆက်ပြောထားလဲဆိုလို့ရှိရင်ဒါလည်းမကဘူးတဲ့မင်းရဲ့ဖြစ်ရမှန်ကိုငါပြောတာဒီပေါ်မှာငါရဲ့အသက်ကိုတည်ဆောက်ဒါလည်းမကဘူးတဲ့မင်းမှာလေဖခင်ရဲ့နိုင်ငံတော်လုံးဝအကန့်အသတ်မဲ့ access ဝင်ခွင့်မရဘူးနောက်ပြီးတော့တကားတိုင်းကိုဖွင့်နိုင်တဲ့တော့မင်းကိုမပြီးဟာဘူးကောင်းကင်နဲ့မြေကြီးမှာအဟန့်တားဆိုတာမရှိတော့ဘူးမြေကြီးမှာ yes မှန်တယ်များတယ်ကောင်းကင်မှာ yes ဖြစ်တယ်မြေကြီးမှာ no မှန်တယ်များတယ်ကောင်းကင်မှာလည်း no အဲ့ဒီအတ္တတာကပါလဲဆိုကန့်သက်မဲ့အတ္တတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီကန့်သက်မဲ့အတ္တတာကိုဘယ်လိုရောက်ရှိတာလဲသိလားသခင်ယေရှုမှန်ကန်ဘယ်လိုလဲဆိုတော့တိကျွမ်းတော်ဗေဒရုပေါ်မှာရောက်ရှိလာတာဖြစ်တယ်ယေရှုရဲ့အရှိကိုအရှိတိုင်းကသိလိုက်တဲ့အခါမှာယေရှုကပြောတယ်ဒါကနေစားဝတ်နေသိတာမဟုတ်ဘူးသူများတွေပြောလို့လည်းသိတာမဟုတ်ဘူးငါရဲ့အဖဖျားခင်ကောင်းကင်ကိုယ်တိုင်ကနေပြီးတော့မင်းကိုဖော်ပြတဲ့ဖြစ်ဝတ်ချက်ဖြစ်တယ်ဒါကြောင့်မလို့အခုမင်းရဲ့လုံးဝမှန်ကန်တဲ့ယက်တီခြင်းဖြစ်ရမယ်မင်းဘယ်သူလဲဆိုတာကပြောပြတယ်မင်းဟာကြောက်ဖြစ်တယ်ပေတရုကသခင်ယေရှုဘယ်သူလဲဆိုတာကိုမျက်စိအလင်းဖွင့်ခြင်းခံရတဲ့အခါမှာဓာတ်ကိုရရှိလိုက်တဲ့အခါမှာယေရှုကသူ့ရဲ့ဖြစ်ရမှန်ကိုလည်းလုံးဝဖွင့်ပြလိုက်တာဖြစ်တယ်ပေတရုရဲ့ဖြစ်ရမှန်ကိုသူကဖွင့်ပြလိုက်တယ်နောက်ပြီးတော့ဗာဆက်ပြောတယ်ကောင်းကင်နိုင်ငံတော်မင်းအချိန်လေးဝင်ခွင့်ရတယ်တကားလေးကိုဖွင့်နိုင်တဲ့ပေါ့မင်းပိုင်ဆိုင်တယ်ကောင်းကင်နဲ့မြေကြီးကြောင့်အဟန့်တားဆိုတာမရှိတော့ဒါကြောင့်မို့ဒီပြားလေးကိုရရှိထားတဲ့လူတွေရဲ့အသက်တာကိုအလိုတော်ဒီကောင်းကင်ကိုပုံလိုက်ပြည့်စုံတကယ်လို့ထိုပုံကိုရဲ့အသက်တာမှာပြည့်စုံတာဖြစ်တယ်On earth as it is in heaven ဆိုတာကောင်းကင်မှာဖြစ်တဲ့အတိုင်းဂျာတဲ့တော်ကိုရတဲ့သူရဲ့အသက်တာဖြစ်တယ်လို့ယေရှုကပြောနေတာဖြစ်တယ်အာမင်အဲ့ဒီအရာကမရဏနိုင်ငံကမနိုင်တဲ့အသက်တာဖြစ်တယ်ဆုံးရှုံးတဲ့ချိုးတဲ့အသက်တာကနေပြီးတော့အကန့်အသတ်မဲ့ as it is in heavenမြေကြီးမှာ no ဆိုကောင်းကင်မှာလဲ no မြေကြီးမှာ yes ဆိုရင်ကောင်းကင်မှာလဲ yes မြေကြီးနဲ့ကောင်းကင်ကြားမှာအဟန့်တားဆိုတာလုံးဝမရှိတော့တဲ့အတ္တတာအဲ့ဒါကဘယ်လိုအတ္တတာလဲဗျာဒိတ်တော်ရရှိတဲ့အတ္တတာဖြစ်တယ်အကန့်အသတ်မဲ့တော့အတ္တတာဒါပေမဲ့ဒီဗျာဒိတ်ကိုမရသေးဘူးဆိုလို့ရှိရင်တော့ဆုံးရှုံးတဲ့အတ္တတာပဲပြန်ရောက်ပါပဲဒါကြောင့်လို့ဆုံးရှုံးတဲ့အတ္တတာကနေအကန့်အသတ်မဲ့ဘဝကိုရောက်ဖို့ရတဲ့ဒါလေးပဲဆိုတော့ယေရှုဘယ်သူလဲဆိုတော့သိဖို့လိုတယ်ယေရှုဘယ်သူလဲဆိုတော့ပြင်လက်စီဖွင့်ခြင်းခံရပြီဆိုလို့ရှိရင်တော့ယေရှုကလည်းသင်ဘယ်သူလဲဆိုတာပြောပြပါစေချင်အာမင်သင်ဘယ်သူလဲယေရှုကိုဘယ်သူလဲဆိုတာကိုသိကျွမ်းတော့သူရဲ့အတ္တတာမှာငါဘယ်သူလဲဆိုတာဘာလဲငါလည်းယေရှုနဲ့ထပ်တူဖြစ်တယ်ဘာလို့လဲကိုယ့်ရဲ့ခင်မုန်းဖြစ်တယ်အာမင်ဖခင်ကကိုယ့်ရဲ့ခင်မုန်းဖြစ်တဲ့အတွက်ကြောင့်လို့သူ့ဖြစ်ခြင်းဟာကိုယ့်ဖြစ်ခြင်းဖြစ်လာတယ်သူ့သက်ဆွမ်းခြင်းဟာကိုယ့်ရဲ့သက်ဆွမ်းခြင်းဖြစ်လာတယ်သူ့ဘုံစည်းစိမ်ဟာကိုယ့်ရဲ့ဘုံစည်းစိမ်ဖြစ်လာတယ်ကျမ်းစာထဲမှာကျွန်တော်တို့ဟာယေရှုနဲ့အမွေစားအမွေခံနေဖြစ်တယ်ယေရှုနဲ့တန်းတူဖြစ်လာတယ်ယေရှုနဲ့တန်းတူဖြစ်တဲ့အတ္တတာဘယ်မှာလဲကန့်သက်ဘယ်မှာကန့်သက်လို့ရတော့လဲအာမင်
ဒါနဲ့အဲ့ဒီဖွင့်ပြခြင်းကိုမရရင်တော့ဒီလိုပဲဆက်သွားနေမှာပဲအဲ့ဒီအသက်တာကိုရောက်ရှိဖို့လည်းအတွက်သူခင်မွန်းတဲ့လက်ထပ်ဖို့လက်ထပ်မှလည်းသူ့ရဲ့ဖြစ်ချင်းအရာအားလုံးကိုယ့်ရဲ့ဖြစ်ချင်းထည့်လာမှာဖြစ်တယ်အာမင်အတန်တန်နေတဲ့ဘဝကိုရောက်ချင်တယ်ဆိုလို့ရှိရင်ထိုယေရှုနဲ့အဝေးမှာချစ်တဲ့အသက်တာကိုဟုတ်တော့ပဲလေအနီးကခင်မွန်းတဲ့ဇနီးတဲ့တလုံးတော်ကတရားတကူဖြစ်တဲ့အဆင့်ကြီးကိုယေရှုနဲ့ကြောင်းလို့ဖြစ်တယ်ဒါဆိုရင်ကောင်းကင်နဲ့ညီကြီးဆိုတာတန်တရှိတော့မှာမဟုတ်ဘူးတင်းရဲ့အသက်တာကိုအများနဲ့ဖွင့်နေတဲ့ကောင်းကင်ဖြစ်လာမှာဖြစ်တယ်တင်သွားတဲ့နေရာတိုင်းမှာကောင်းကင်ရဲ့အရာတာတင်းရဲ့အထက်မှာရှိပြီးတော့တင်းကနေပြီးစီးစင်းလာမှာဖြစ်တယ်ကောင်းကင်မှာရှိတဲ့ကျမ်းမာခြင်းတွေတင်းရဲ့အသက်တာကနေစီးစင်းလာမှာဖြစ်တယ်ကောင်းကင်မှာရှိတဲ့ညီအသက်ရှင်တွေတင်းသက်တာကနေစီးစင်းလာမှာဖြစ်တယ်အာမင်ဒါကြောင့်ဒီဖြာလေးကိုကျွန်တော်တို့ရရှိဖို့ဓမ္မရည်စည်းတယ်ခရစ်တော်နဲ့ရင်းနှီးကြဝင်ခြင်းခရစ်တော်ကိုချစ်ခြင်းဒီကျွန်တော်တို့ချင်းတပုံနဲ့မျက်မှောက်တော်လေးကိုပြန်ပြီးတော့တိုးဝင်ကြရအောင်ကိုရောကိုချစ်ပြီးဆိုတဲ့ချင်းဒီချင်းကိုတချို့ရဒီလေတချို့ရတယ်မသိရလည်းဖြစ်နိုင်တယ်ကိစ္စမရှိဘူးဒီနေ့ဖခင်ကကျွန်တော်တို့ရဲ့နှလုံးသားကိုထောင်းလာဖြစ်တယ်အာမင်ကျွန်တော်တို့ဟိုးအဝေးကနေကိုရောကိုချစ်ပါတယ်လို့ပြောနေတာကြားပြီဒီနေ့အတွင်းဆုံးခန်းနဲ့ဝါရအောင်အာမင်အတွင်းဆုံးခန်းနဲ့မှာသူနဲ့ချစ်ကျွမ်းဝင်ပြီးတော့တသားပကိုယ်တဲ့ချစ်ကျွမ်းဝင်မှသာတဲ့ကျွန်တော်ရဲ့အသက်တာအကန့်အသတ်နဲ့ဘဝဖြစ်လာမှာဖြစ်တယ်။အဲ့ဒီအဆင့်တွေမရောက်သေးဘူးဆိုလို့ရှိရင်တော့ပညာနဲ့ငါလူတွေကပညာနဲ့ဒီနေ့ပညာနဲ့တဲ့ဘဝမှာဖျားတယ်ကျွန်တော်တို့နေစေချင်တော့ဘူး။ဒါပေမဲ့ကျွန်တော်တို့ဆုံးရှုံးတဲ့ဘဝမှာရောက်နေတာကြားပြီ။ကျွန်တော်တို့အခုချိန်မှာအကန့်အသတ်မဲ့ကောင်းကင်မှာဖြစ်တဲ့ကဲလို့ကျွန်တော်ရဲ့အသက်တာမှာဖြစ်ဖို့ယေရှုကကြွလာတာဖြစ်တယ်။ယေရှုအသေးခံခဲ့တာကသင်ချမ်းမှာဖြစ်တယ်။ယေရှုအသေးခံခဲ့တာကသင်ချမ်းသာဖို့ဖြစ်တယ်။စင်ရခံခဲ့တာကသင်ချမ်းသာခြင်းရဖို့ဖြစ်တယ်။လွတ်မြောက်ခြင်းရဖို့ရန်အတွက်ဖြစ်တယ်။ညနေတာတည့်ရဲ့အဆက်ပွဲခြင်းတွေမှာညနေတာနဲ့ပြန်ပြီးတော့လဲတဲ့ယေရှုကြွဆင်းလာတာဖြစ်တယ်။အဲ့ဒါကိုသင်အုံနောက်နဲ့ပဲနေမယ်ဆိုအုံနောက်နဲ့ပဲဆက်ပြီးယုံကြည်နေမယ်ဆိုလို့ရှိရင်တော့ဆုံးရှုံးတဲ့ဘဝနဲ့ပဲမှန်ရတဲ့တာ
စီရတော့ရောပဲဆုံးသက်ပေါ်တော့အားလုံးအားရပါတယ်နောက်တစ်ခေါက် Grace Worship Team နဲ့ကျွန်တော်တို့ဆရာချင်းခေါ်အားရပါတယ်လက်ခုပ်တီးပြီးတော့အရှင်တော်ကြီးတော်တော့လက်ခုပ်တီးလို့ဘုရားရှင်ပြန်ချီးမွမ်းရအောင်ဘာလို့လဲဆိုတော့ဒီစကားအောင်ကျေးဇူးတင်ပါတယ်အမောလည်းလာလို့ဆိုရအောင်နော်